ခုဗီဒီယိုမှာတော့ non probability sampling method အကြောင်းကိုဆွေးနွေးပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ business administration ဒါမှမဟုတ် marketing ကိုလေ့လာနေတာဆိုလို့ရှိရင်အခုကျွန်တော်ဆွေးနွေးပေးမယ် non probability sampling method တွေကိုသုံးရဖို့ပိုများပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ non probability sampling method ကိုကျွန်တော်တို့ဒီဆွေးနွေးမယ်ဆိုလို့ရှိရင်အပိုင်းနှစ်ပိုင်းခွဲခြားပြီးတော့ဆွေးနွေးပေးပါမယ်ဒီမှာကျွန်တော်တို့ကပထမတစ်ပိုင်းအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ sample size ဒုတိယတစ်ပိုင်းအနေနဲ့ကတော့ကျွန်တော်တို့ဒီ non probability sampling method တွေကိုဘယ်လိုရွေးချယ်အသုံးပြုရမလဲဆိုတာပါအဲ့တော့ကျွန်တော်တို့ဒီ probability sampling method နဲ့ non probability sampling method မတူတာကဘာလဲဆိုရင်ကျွန်တော်တို့ probability sampling method မှာကျတော့ကျွန်တော်တို့sample size သတ်မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေလိုက်နိုင်ရမယ်အခြေခံစည်းမျဉ်းတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ non probability sampling method မှာကျတော့ဒီလိုမျိုးမဖြစ်မနေလိုက်နိုင်ရပါမယ်ဆိုတဲ့စည်းမျဉ်းမျိုးတော့မရှိဘူးဒါပေမဲ့ကိုလေ့လာတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့sample size ကတော့ဘယ်လောက်တော့ဖြစ်သင့်ပါတယ်ဆိုတာမျိုးအကြံပြုထားတာမျိုးရှိတယ်ပေါ့အဲ့တော့ဒီကျွန်တော်တို့အနေနဲ့ဒီ non probability sampling method တွေကိုသုံးပြီးတော့ကျွန်တော်တို့ဒီစစ်တမ်းကောက်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ sample size နဲ့ပတ်သက်ပြီးတော့ဒီပထမဆုံးအကြံပြုချက်ကတော့ကျွန်တော်တို့အနေနဲ့ကိုလေ့လာတဲ့အကြောင်းအရာဒီနေ့အပြင် population က homogeneous ဖြစ်သလား heterogeneous ဖြစ်သလားဆိုတာကိုကျွန်တော်တို့အနေနဲ့သုံးသပ်ရပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီ population က homogeneous ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ sample size ကအနည်းဆုံး၄ခုကနေ12ခုလောက်ကောက်မယ်ဆိုလို့ရှိရင်လုံလောက်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ population ကဒီ heterogeneous ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ရဲ့ sample size ကအနည်းဆုံးဒီ12ခုကနေ30ခုလောက်ကောက်ယူသင့်ပါတယ် homogeneous heterogeneous ဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ဥပမာဒီကျွန်တော်အနေနဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့ insurance company တွေအကြောင်းကိုလေ့လာခြင်းနဲ့ဆိုပါစို့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ population ကမြန်မာနိုင်ငံလုံးမှာရှိတဲ့ဒီ insurance company တွေဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ population ကhomogeneous ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲမှာပဲကျွန်တော်တို့ကလေ့လာမှာဖြစ်တဲ့အတွက်ဒီသူတို့ရဲ့ဒီပေးနေတဲ့ service တွေဟာလည်းတူညီနေမှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကဒီ insurance နဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ကမ္ဘာလုံးကိုလေ့လာမယ်ဆိုပါစို့ဒါဆိုရင်တော့သိကြတယ်ကျွန်တော်တို့သူရဲ့ဒီ service ပေးတဲ့ပုံစံတွေလည်းတူညီမှာမဟုတ်တဲ့အတွက်ဒါ heterogeneous ပေါ့နော်ဒီလိုဆိုရင်တော့ကျွန်တော်တို့ရဲ့ sample size ကဒီအနည်းဆုံး12ခုကနေကျွန်တော်တို့30ခုလောက်ကောက်ယူမှသာကျွန်တော်တို့ကခိုင်လုံတယ်လို့ဆိုနိုင်တယ်ပေါ့နောက်တစ်ခုဒုတိယအကြံပြုချက်ကတော့ကျွန်တော်တို့ research design ပေါ့ research design ကကျွန်တော်တို့ဒီ sample size ဒီဆုံးဖြတ်တဲ့နေရာမှာကျွန်တော်တို့မဖြစ်မနေထည့်သွင်းစဉ်းစားသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြုတဲ့ research design ကဒီရိုးရိုးရှင်းရှင်းမဟုတ်ဘဲနဲ့အနည်းငယ်ခက်ခဲတဲ့ research design လို့ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ sample size ကိုနည်းနည်းပို့ပြီးတော့များဖို့လိုအပ်တယ်ပေါ့။ဥပမာအနေနဲ့ဆိုရင် ethnography လို့ဟာမျိုးဒီလေ့လာမှုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ sample size ကိုဒီ35အနည်းဆုံး35ခု36ခုလောက်ကောက်ယူသင့်တယ်ပေါ့တကယ်လို့များဒီ grounded theory လို့ဟာမျိုးဆိုရင်တော့ကျွန်တော်တို့ဒီ20ကနေ35လောက်ကောက်ယူသင့်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီရိုးရိုးရှင်းရှင်းလေ့လာမှုပဲဒီလိုဟာမျိုးဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီ5ခု10ခု12ခုဒီလောက်ကောက်ယူတယ်ဆိုလို့ရှိရင်ခိုင်လုံမှုရှိပါတယ် sample size နဲ့ပတ်သက်ပြီးတော့ဒီတတိယအကြံပြုချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ data saturation မှာကျွန်တော်တို့အနေနဲ့ဒီကိုလေ့လာတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ဒီပထမဦးဆုံးကျွန်တော်တို့ sample size 5ခု3ခု10ခုလောက်ကျွန်တော်တို့ဒီသတ်မှတ်လိုက်မယ်ပေါ့သတ်မှတ်လိုက်ပြီးကျွန်တော်ကဒီပထမဆုံး5ခုကျွန်တော်စစ်တမ်းကောက်ယူလိုက်တယ်စစ်တမ်းကောက်ယူလိုက်တဲ့အခါမှာကျွန်တော်အနေနဲ့ result တွေရလာပြီပေါ့အဲ့လိုရလာတဲ့အချိန်မှာကျွန်တော် result တွေကိုကြည့်လိုက်တယ်5ခုကနေကျွန်တော်နောက်ထပ်6ခုမြောက်ကိုကျွန်တော်ဆက်ကောက်လိုက်တယ်ဆက်ကောက်လိုက်တဲ့အခါမှာကျွန်တော်ရရှိပြီးသား result အပေါ်ကိုသူတိတ်ပြီးတော့ဒီထူးထူးခြားခြားဒီပြောင်းလဲလာတာမျိုးမရှိဘူးပေါ့ဆိုလိုချင်တာက result ကအတူတူပဲဖြစ်နေပြီပေါ့ဒီလိုမျိုးအခြေအနေဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ sample size ကိုရပ်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကပထမဆုံးကျွန်တော်တို့ရဲ့ sample size ကို5ခုလောက်သတ်မှတ်လိုက်မယ်ဒီ5ခုကောက်မယ်ပြီးရင်6ခုတိုးကောက်မယ်9ခုတိုးကောက်မယ်10ခုတိုးကောက်မယ်လူတိုးကောက်သွားရင်းနဲ့ကျွန်တော်တို့ရဲ့ဒီ result ကိုပြောင်းလဲမလာနိုင်တော့တဲ့အခြေအနေမျိုးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ sample size ကိုရပ်လိုက်လို့ရဒါမျိုးကိုကျွန်တော်တို့ဟာ data saturation လို့လည်းခေါ်ပါတယ်ဒီဒုတိယအပိုင်းဖြစ်တဲ့ non probability sampling method တွေကိုကျွန်တော်တို့ဘယ်လိုရွေးချယ်ရမလဲအဲ့တော့ဒီ non probability sampling method ၄မျိုးရှိတယ်ပေါ့နော်၄မျိုးရှိတာတွေကမှဒီပထမတစ်ခုဖြစ်တဲ့ဒီ quota sampling ပေါ့ quota sampling ကကြတော့ကျွန်တော်တို့ရဲ့ဒီ population ကိုကျွန်တော်တို့က
အလွှာတွေခွဲလိုက်မယ်ဒီခွဲလိုက်တဲ့အလွှာတွေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဘလောက်ရာခိုင်နှုန်းယူပြီးတော့ကောက်ပါလေနောက်တစ်ခုကကျွန်တော်တို့ဘလောက်ဘယ်သူတွေကိုကောက်ပါလဲပေါ့ဒီလိုမျိုးကျွန်တော်တို့သတ်မှတ်ချက်တစ်ခုထားပြီးတော့ကျွန်တော်တို့ရဲ့အလွှာတိုင်းကနေကျွန်တော်တို့ကဒီသတ်မှတ်ချက်အတိုင်းပါဝင်အောင်ကျွန်တော်တို့ကကိုတာခွဲပြီးတော့ကောက်ယူတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဥမာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လေ့လာတဲ့အကြောင်းအရာကိုဒီရခင်လေ့လာမှုတွေအရာဒီကျွန်တော်တို့ရဲ့ဒီ demographic data ဖြစ်တဲ့ဒီဂျာမဒီအလောက်အကိုင်းပညာရေးချင်းဒီဟာတွေကတက်ရောက်မှုရှိတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရှိထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီကြားနဲ့မှအလွှာခွဲမယ်နောက်တစ်ခုကအသက်အုပ်စုဆိုလဲကျွန်တော်တို့ဒီ session နဲ့အောက်တို့ဒီ session နဲ့20ကြားတို့ဒီလိုမျိုးကျွန်တော်တို့အလွှာလေးတွေခွဲမယ်ပြီးလို့ရှိရင်အလောက်အကိုင်းဆိုလဲသူတို့ကတချို့ကတော့ကျွန်တော်တို့ဆိုရဝန်ထမ်းလုပ်တယ်အချို့ကတော့ဒီကျောင်းသားတွေပဲဖြစ်တယ်ဒီလိုမျိုးသူတို့ရဲ့အလောက်ကန်တွေကိုလည်းအလွှာခွဲမယ်နောက်တစ်ခုကသူတို့ရဲ့ပညာရေးချင်းထက်တန်းအောင်ဘွဲရဒီ post graduate ဒါမျိုးတွေကျွန်တော်တို့ကအလွှာခွဲလိုက်ပြီးတော့မှဒီကျွန်တော်တို့ရဲ့ဒီ population ကို 100% နေနဲ့မြင်ကြည့်လိုက်ပြီးတော့ဒီအလွှာတိုင်းကငါတို့ရဲ့ဒီ sample ထဲမှာဒီ 1% စီပါရမယ်ဆိုပြီးတော့သတ်မှတ်လိုက်တဲ့ဆိုကျွန်တော်တို့ကဒီ population ကိုကျွန်တော်တို့ကဒီအလွှာလိုက်ကျွန်တော်တို့ခွဲလိုက်မယ်ပထမခွဲပြီးတာနဲ့ကျွန်တော်တို့ဒုတိယကြတော့ကျွန်တော်တို့ဒီအလွှာတိုင်းအနေကျွန်တော်အနေနဲ့1% ဆွဲထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီစစ်တမ်းကောက်ရမယ် sample ကထွက်လာမယ်ပေါ့ဒါကိုကျွန်တော်တို့က quota sampling လို့ခေါ်တာဖြစ်ပါတယ်ဒုတိယတစ်ပိုင်းကတော့ကျွန်တော်တို့ purposive sampling ကじゃသူကဘာလို့ဆိုလို့ရှင်တာလဲဆိုလို့ရှိရင်ဒီသူသေသနာပြုသူရဲ့ကျွန်တော်တို့ကိုယ်ပိုင်ဆုံးဖြတ်ချက် own judgment နဲ့ကောက်တာဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီသူသေသနာပြုသူကသူ့မှာရှိတဲ့အကြံဉာဏ်ဘုသူဒါတွေပေါ်မှာမူတည်ပြီးတော့ကိုလေးလာတဲ့အကြောင်းအရာကိုကျွန်တော်တို့ဖြည့်ပေးနိုင်မဲ့သူပေါ့နော် informative ဖြစ်မဲ့သူကိုကျွန်တော်တို့ကဒီရည်ရွယ်ချက်ရှိရွေးချယ်ပြီးတော့ကျွန်တော်တို့ကကောက်ယူတာဖြစ်တယ်ပြီးတော့ဒီကျွန်တော်အနေနဲ့အကြံပြုလို့ကဒီ purposive sampling method ကကြတော့ကျွန်တော်တို့ဒီကိုရွေးချယ်တဲ့အခါမှာဒီအနည်းငယ်ကျွန်တော်တို့တိန်းဆောင်သွားတာねကျွန်တော်တို့ရဲ့ result ကို bias အများကြီးဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ purposive sampling method ကကြတော့ကျွန်တော်တို့ဒီအခြေခံစည်းမျဉ်းတွေနောက်တစ်ခုကဒီ number probability sampling method လိုမျိုးကျွန်တော်တို့ဒီကျွန်တော်တို့ population မှာပါတဲ့ unit တိုင်း equation ဖြစ်ရမယ်ဒါတွေကိုကျွန်တော်အကုန်လုံးဆန့်ကျင်ပြီးတော့မှကျွန်တော်တို့သူသေသနာပြုသူကဘယ်သူ့ကိုပဲကောက်မယ်သူဖြေတဲ့ဟာကိုပဲကျွန်တော်တို့ဒီမှာ analysis လုပ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီဟာကိုကျွန်တော်တို့မှန်မှန်ကန်ကန်မရွေးချယ်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အမှားယွင်းနေညားနိုင်ပါတယ်တတိယတစ်ခုကတော့ကျွန်တော်တို့ volunteer sampling ကြတော့ကျွန်တော်တို့ရဲ့စစ်တမ်းကိုဒီဖြေဆိုမဲ့သူတွေကသူတို့ရဲ့သဘောဆန္ဒလာအောင်ကျွန်တော်တို့ပါဝင်လာတဲ့အနေအထားမျိုးပေါ့အဲ့မှာမှကျွန်တော်တို့ volunteer sampling မှာမှကျွန်တော်တို့ကနှစ်ပိုင်းခွဲလို့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာ snowball sampling နဲ့ဒီ set selection sampling ဆိုပြီးတော့ကျွန်တော်တို့နှစ်ပိုင်းပြန်ပိုင်းလို့ရတယ်ပထမတစ်ပိုင်းဖြစ်တဲ့ snowball sampling ကじゃဘာလို့ဆိုလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီကိုလေ့လာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီသိရှိနိုင်တဲ့သူကိုကျွန်တော်တို့ရွေးချယ်လိုက်တယ်ရွေးချယ်လိုက်ပြီးတော့မှသူ့ကိုကျွန်တော်တို့ကလေ့လာလိုက်ပြီးတော့မှသူကနေမှကျွန်တော်တို့ဆက်ပြီးတော့ညွှန်းတဲ့လူကိုကျွန်တော်တို့က like ကောက်တယ်ဒီနည်းအားဖြင့်ကျွန်တော်တို့ reference sampling လို့လည်းခေါ်တယ်ပေါ့ဥပမာကျွန်တော်ကဒီ market ထဲမှာကျွန်တော်တို့ဒီပျက်စီးဆုံးရှုံးမှုတစ်ခုခုကြောင့်သူတို့ရဲ့ဒီ market ပျက်စီးသွားတယ်ပေါ့နော်ပျက်စီးသွားတာကိုကျွန်တော်အနေနဲ့လေ့လာခြင်းတဲ့အခါမှာအခက်အခဲကဘာရှိလဲဆိုရင်ဘာဖြစ်လို့လဲဆိုရင်ဒီကုမ္ပဏီက market ထဲမှာပြက်လို့တော့သူကထွက်သွားပြီဆိုတော့သူ့ကိုကျွန်တော်တို့ sit down like off ဖို့ရတော့တော်တော်ခက်ခဲတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ internet website တွေ database တွေရှာမယ်ဆိုရင်လည်းသူကအခက်အခဲရှိနေတယ်ဘာဖြစ်လို့လဲဆိုရင်ဒီအဖွဲ့အစည်းဒီကုမ္ပဏီတွေက market ထဲကနေထွက်သွားပြီဖြစ်တဲ့အတွက်သူတို့ဘာကြောင့်ပျက်စီးသွားလဲဘာတွေလုပ်လို့သူတို့ဒီ market မှာ market failure ဖြစ်သွားတာလဲဒါတွေကိုလေ့လာဖို့လည်းကျွန်တော်တို့မှာအခက်အခဲရှိနေတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ဒီအသည့်ဘဟုတုတအရာဒီလိုအကြောင်းအရာကိုဒီကုမ္ပဏီရဲ့အကြောင်းအရာကိုဘယ်သူသိနိုင်လဲပေါ့အဲ့ဒါကိုကျွန်တော်တို့ကလိုက်မယ်လိုက်ပြီးတော့ဥမာထားပါတော့ကျွန်တော်တယောက်တွေ့သွားတော့ထားပါတော့သူ့ရဲ့ဒီကုမ္ပဏီက manager လို့သွားလို့မျိုးသူကုမ္ပဏီမှာအလုပ်လုပ်ခဲ့မှုတဲ့လူလိုဟာမျိုးကျွန်တော်တယောက်ကိုတွေ့သွားပြီဆိုလို့ရှိရင်
သူ့ကိုကျွန်တော်ကမေးမှာပေါ့နော်ဒီကိုလေးလာလို့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ questionnaire နဲ့ပတ်သက်ပြီးတော့သူ့ကိုမေးလိုက်ပြီးတော့မှကျွန်တော်ဆက်ပြီးတော့မှဟုတ်ပြီဒီ respondent ကိုရှာဖို့ရအတွက်ခက်ခဲရှိတယ်အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ငါအနေနဲ့ဘယ်သူ့ကိုဆက်မေးမယ်ဆိုလို့ရှိရင်ဖြေနိုင်လောက်မလဲပေါ့နော်ဒါမျိုးတဆင့်ကျွန်တော်တို့ကသွားတဲ့အနေအထားမျိုးကိုကျွန်တော်တို့ကဒီ snowball sampling ကိုခေါ်ပါတယ်ဒီဒုတိယတစ်ခုကတော့ကျွန်တော်တို့ set selection ကကြတော့ကျွန်တော်တို့ကဒီဘာလို့ဆိုလို့လဲဆိုရင်ကျွန်တော်တို့ဒီចောင်းသားတွေအနေနဲ့တတိမထားမိတာပဲရှိပါတယ်ចောင်းသားတွေအမြဲတမ်းအသုံးပြုနေတဲ့ဒီ sampling method ပေါ့နော်သူကဘာလဲဆိုရင်ကျွန်တော်တို့ဒီကောက်ချင်တဲ့အကြောင်းအရာဒါပါတော့ကျွန်တော်တို့ဒီလေ့လာလို့တဲ့အကြောင်းအရာကိုကျွန်တော်တို့questionnaire တစ်ခုပြင်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Google Form ဆောက်လိုက်တယ်ဆောက်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ Facebook တွေ TikTok တွေဒီလိုမျိုးနေရာတွေမှာကျွန်တော်တို့ရဲ့ link ကိုတင်ပြီးတော့မှဒီကျွန်တော်တို့ရဲ့ဒီဘာအကြောင်းအရာအတွက်ဒီသူတည်တနာပြုတ်နေတာပါဒီမေးခွန်းလေးကိုဝင်ဖြေပေးကြပါပေါ့နော်ဒါမျိုး request တွေလုပ်တာအဲ့ဒါမှသူကဘာလဲဆိုလို့ရှိရင်ဖြေဆိုမဲ့လူကသူတို့ရဲ့သဘောဆန္ဒအလျောက်ပါလာသူကဒီစစ်တမ်းကောက်တဲ့လူကသူ့ရဲ့ဒီ social media platform ကနေ announce လုပ်လိုက်တာဒီဟာလေးကိုဝင်ဖြေပေးဖို့ဘာဖြစ်တယ်ညာဖြစ်တယ်ရိုးလေးပဲဟိုလို interview လို့ပုံစံမျိုးကျွန်တော်တို့မရှိမနေတွားရောက်ပြီးမြန်တဲ့ပုံစံမျိုးမဟုတ်ဘူးကျွန်တော်တို့ social platform ကိုတင်ပြီးတော့မှကျွန်တော်တို့ဒီဟာလေးကိုဖြေပေးဖို့ကျွန်တော်တို့ request လုပ်လိုက်တာပဲရှိတာအဲ့မှာကျွန်တော်တို့ကဒီဖြေဆိုတဲ့သူကသူတို့ရဲ့သဘောဆန္ဒအလျောက်ပါဝင်လာတာပေါ့နော်ဒါကိုကျွန်တော်တို့က set selection လို့ခေါ်တာပါအဲ့တော့ဒီ set selection ကလည်းကျွန်တော်တို့ purposive sampling လို့ပဲသူကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူ့ရဲ့ဒီဖြေဆိုသူကသူ့ရဲ့သဘောတဘာဝအလျောက်ဝင်ရောက်ဖြေဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ set selection bias ရှိနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ convenience sampling ကတော့ဒီနည်းနည်းလေး purposive to set selection လုပ်တဲ့ပိုဆိုတာပေါ့သူကဘာလို့ဆိုလို့ဆိုရင်ကျွန်တော်ကသူသေသနာပြုသူဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေတဲ့လူတွေကိုပဲကျွန်တော်စစ်တမ်းကောက်တယ်ဥပမာကျွန်တော်မှာတကယ်ချင်း9ယောက်ရှိရင်ဒီတကယ်ချင်း9ယောက်ကိုကျွန်တော်အလွယ်တကူမေးလိုက်လို့ရတယ်အဲ့တော့ကျွန်တော်လေ့လာတဲ့အကြောင်းအရာကိုကျွန်တော်တကယ်ချင်း9ယောက်ကိုပဲကျွန်တော်မေးပြီးတော့ကျွန်တော်ရဲ့ interpretation ကိုထည့်ပေးလိုက်ဒါဆိုလို့ရှိရင်တော့ဟိုတော်တော်ကိုကျွန်တော်တို့ဒီအစင်မပြေနိုင်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ result အရာဒါပေမဲ့အစင်မပြေနိုင်ဘူးဆိုပေမဲ့ဒီကိုလေးလာတဲ့အကြောင်းအရာပေါ်မှာတော့မူတည်ပါတယ်ကိုလေးလာတဲ့အကြောင်းအရာကဒီကိုတငယ်ချင်းတွေကိုပဲမေးပြီးတော့ interpret လုပ်လို့ရတဲ့အကြောင်းအရာမျိုးဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီတကယ်ကို universal ဖြစ်တဲ့အကြောင်းအရာမျိုးကိုအပေါင်းအသင်းလောက်ပဲမေးပြီးတော့ interpret လုပ်လိုက်တာမျိုးကတော့အဆင်မပြေပါဘူးဒီနောက်ဆုံးကျွန်တော်နှစ်ချုပ်အနေနဲ့ကြတော့ကျွန်တော်တို့အနေနဲ့ဒီ non probability sampling method တွေကိုကျွန်တော်အနေနဲ့ဆိုရင်တော့ဒီအကြံမပြုလို့ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကဒီ probability sampling method တွေကကြတော့ကျွန်တော်တို့မှာဒီမဖြစ်မနေနိုင်တာမယ်စီးမြင်နေရှိရဲနောက်တစ်ခုကကျွန်တော်တို့ဒီ population မှာပါတဲ့ unit တိုင်းကိုကျွန်တော်တို့က equation ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရရှိလာတဲ့ result ကိုကျွန်တော်တို့အနေနဲ့ကောက်ချက်ချတဲ့အခါမှာ bias နည်းနိုင်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဒီ non probability sampling method တွေကိုရွေးမယ်ဆိုရင်ကြတော့ကျွန်တော်တို့ဒီ assumption ပေါင်းစုံနဲ့ကျွန်တော်တို့ကဒီ sampling method တွေကိုရွေးချယ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီချို့ဒီကိုရွေးချယ်လိုက်တဲ့အကြောင်းပြချက်အကြောင်းအရာကကျွန်တော်တို့ဒီတကယ်ကျွန်တော်တို့ဒီ defense လို့နေရာမျိုးမှာကျတော့ကျွန်တော်တို့ evidence ပြဖို့ရခက်ခဲတယ်ပေါ့အဲ့တော့ကျတော့ဒီကိုလေ့လာတဲ့အကြောင်းအရာကမဖြစ်မနေကျွန်တော်တို့ဒီ probability sampling method ကိုသုံးလို့မရနိုင်တဲ့အခြေအနေမျိုးနောက်တစ်ခုကဒီ non probability sampling method တွေကိုသုံးမှသာလျှင်ဒီကိုယ့်ရဲ့ဒီလေ့လာမှုကပိုပြီးတော့အကျိုးရှိမယ်ဆိုပြီးတော့ယူဆတဲ့အခြေအနေမျိုးမှသာလျှင် non probability sampling method တွေကိုအသုံးပြုတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်